နေ့ခေတ်ကဘာကြီးတွင်မတန်ဆွမ်းမှုဟူသည်စွမ်းဆောင်ရည်မရှိခြင်းဟုအတိပ္ပယ်မတတ်မှတ်တော့ပါမတန်ဆွမ်းသူများသည်လည်းမိမိတို့၏ကိုယ်ပိုင်စွမ်းရည်များဖြင့်လူအဖွဲ့အစည်းတွင်တက်ကြွစွာပါဝင်နေကြပါသည်ယင်းတို့သည်မတူညီသောနယ်ပယ်အသီးသီးတွင်ထူးချွန်စွာလုပ်ကိုင်နိုင်စွမ်းရှိကြပါသည်မတန်ဆွမ်းသူတိုင်းတွင်ယင်းတို့၏ကိုယ်ပိုင်ရည်ချင်းနှင့်စွမ်းဆောင်ရည်များရှိကြပါသည်သိလျော်သောအခွင့်အလမ်းနှင့်ပံ့ပိုးမှုများရရှိပါကမည်သည့်လုပ်ငန်းခွင်တွင်မဆိုအောင်မြင်စွာလုပ်ကိုင်နိုင်ပါသည်။အင်းတို့၏စ조사အားထုတ်မှုသည်အလုပ်ရှင်များအတွက်လည်းအကျိုးဖြစ်ထွန်းစေပါသည်။အလုပ်ရှင်များအနေဖြင့်မတန်ဆွမ်းသူများအားခွဲခြားဆက်ဆံခြင်းမပြုဘဲတန်းတူညီမျှအလုပ်ကိုင်ခွင့်လန်းများပေးသင့်ပါသည်။အစိုးရအဖွဲ့အစည်းများကလည်းမတန်ဆွမ်းသူများ၏အခွင့်အရေးများကိုကာကွယ်စောင့်ရှောက်ပြီးဟင်းတို့၏ဘဝရပ်တည်မှုအတွက်လိုအပ်သောပံ့ပိုးမှုများပေးရပါမည်အားလုံးပူးပေါင်းပါဝင်ခြင်းဖြင့်ပုံမကောင်းမွန်သောလူအဖွဲ့အစည်းကိုတည်ဆောက်နိုင်ပါသည်။